Merchant Trade ခက်အကြောင်းမသိသေးသူတွေဝင်ဖတ်ဝင်လေ့လာပါ US ခက်ရှိတဲ့သူတိုင်းလုပ်လို့ရပါတယ်ဘယ်မှာလုပ်ရမလဲဆိုရင်တော့ကိုနေတဲ့နေရာရဲ့နီးစပ်ရာ Merchant Trade ရုံးတွေကိုရှာပြီးတော့လုပ်ပါဆက်ဆက်လုပ်ချင်တော့ Ringgit 100ကုန်ပေးမယ်ကတ်ထုတ်ကသူတို့ဘက်က Ringgit 30ပဲဖြတ်တာမို့လို့ Ringgit 80ကိုကတ်ထဲပြန်ရပါလိမ့်မယ်မလေးရှားရောက်မြန်မာတွေလုပ်ထားတဲ့ Merchant Trade Bank အကြောင်း Merchant Trade ကုမ္ပဏီကနေအစိုးရခွင့်ပြုချက်နဲ့တရားဝင်ပြုလုပ်ထားခြင်းပဲဖြစ်ပါတယ်။ Maybank ရဲ့လက်အောက်ခံဘဏ် Maybank ATM ဆက်မှာငွေသွင်းနိုင်ပါတယ်။ Merchant Trade ဘဏ်ခွဲတွေမှာလည်းငွေသွင်းငွေထုတ်တွေပြုလုပ်နိုင်ပြီးတော့ကြိုက်တဲ့ ATM ဆက် RHB, May, Public, CIMB အဲ့ဒါတွေနဲ့လည်းငွေထုတ်နိုင်ပါသေးတယ်။ဖုန်းနံပါတ်အမြဲသုံးနေတဲ့ဖုန်းနံပါတ်လိုပါတယ်။ Merchant Trade Application အသုံးပြုဖို့အတွက်ပဲဖြစ်ပါတယ်။ Application ကိုဖုန်းတစ်ခုထဲမှာပဲမိမိတယောက်တည်းသာအသုံးပြုလို့ရမှာပါ။မိမိလက်ရှိကင်နေတဲ့ဖုန်းကပျောက်သွားပြီးတော့ Application ကိုဖုန်းအသစ်မှာပြန်တောင်းပြီးတော့ Application ပြန်ဖွင့်ရင်တော့အကောင့်ကိုလုံခြုံစေဖို့အတွက် Merchant Trade Bank ကနေ lock ချလိုက်